အမရေတဲ့လူရယ်လို့ဖြစ်လာလို့ရှိရင်အလုတ်လောက်ကြတာပဲအလုတ်လောက်တဲ့နေရာမှာဘဝအောင်မြင်ရေးဘဝချမ်းသာရေးဘဝကြီးပွားရေးလောက်ကြပါတယ်တဲ့နောက်တစ်ခုကတော့ဘဝလွတ်မြောက်ရေးပြတယ်အမကဘဝကိုအောင်မြင်ဖို့ချမ်းသာဖို့ကြီးပွားဖို့သွားနေတာလားဘဝလွတ်မြောက်ဖို့သွားနေတာလားသိချင်ပါတယ်တဲ့ဒါကတော့လေတကယ်ကိုအတွေးနဲ့တဲ့မေးခွန်းပဲနော်အဲ့ဒီအတွက်အဖြေကလည်းအထက်ထက်ရှိတယ်အောင်မြင်မှုချမ်းသာမှုကြီးပွားမှုဆိုတာတွေကလောကီပေါင်းထဲမှာရှင်သန်နေတဲ့ရွေးရတော့လေလူတိုင်းရုန်းကန်နေကြရတဲ့အရာတွေပဲဒါပေမဲ့ကျမရဲ့ခံယူချက်ကတော့လူဘဝမှာအလုံးလုံးလို့ရလာတဲ့အောင်မြင်မှုနဲ့ချမ်းသာမှုဆိုတာကစ조사မှုရဲ့ရလက်ဖြစ်ပြီးတော့ဘဝလွတ်မြောက်မှုဆိုတာကစိတ်နေစိတ်ထားရဲ့ရွေးချယ်မှုပဲအောင်မြင်မှုချမ်းသာမှုဆိုတာကျမအတွက်ကရှင်သန်ဖို့လက်နက်ပဲကျမအခုအလုံးလုံးနေတာတွေစ조사နေတာတွေစီးပွားရှာနေတာတွေကဒီလောကကြီးမှာကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်ဖို့နဲ့ကိုချစ်တဲ့သူကိုကာကွယ်ပေးနိုင်ဖို့နဲ့သူတစ်ပါးကိုပြန်ကူညီနိုင်ဖို့ပါအဲ့တော့ငွေမရှိရင်အောင်မြင်မှုမရှိရင်ဒီခေတ်မှာမဟုတ်ဘူးဘယ်ခေတ်မှာမှဘာမှလုပ်လို့မရဘူးဒါကြောင့်ဒါတွေကိုလမ်းဆုံးလို့မတတ်မှတ်ဘဲနဲ့လိုအပ်တဲ့အင်အားအဖြစ်ရှာဖွေနေတာအောင်မြင်မှုဆိုတာကိုတာဝန်တစ်ခုလို့မြင်တယ်လူရယ်လို့ဖြစ်လာလို့ရှိရင်ကိုယ့်ဘဝတည်းမကဘူးကိုယ့်ပတ်ဝန်းကျင်ကိုပါအကျိုးပြုနိုင်ဖို့အတွက်အောင်မြင်ဖို့လိုတယ်အမကတော့အောင်မြင်မှုကိုအာဏာလို့မမြင်ဘဲနဲ့အခွင့်အရေးလို့မြင်တယ်အမအောင်မြင်မှအမစကားအရာရောက်မယ်အမစကားအရာရောက်မှအခုလိုဒုက္ခရောက်နေတဲ့သူတွေကိုအကြံပေးနိုင်မယ်လမ်းပြနိုင်မယ်ဒါကြောင့်အမအတွက်အောင်မြင်မှုကလောဘတသက်မဟုတ်ဘဲနဲ့အများအတွက်အသုံးတဲ့တဲ့သူဖြစ်အောင်လှုပ်ဆောင်နေခြင်းပဲနောက်တစ်ခုကချမ်းသာမှုမှာအချုပ်အနှောင်ကင်းတဲ့ချမ်းသာမှုကိုလိုလားတယ်လူတော်တော်များများကချမ်းသာလာလို့ရှိရင်ပိုင်ဆိုင်မှုတွေရဲ့ကြေးကြုံဖြစ်သွားတကြတယ်ကျမအတွက်ကတော့ပိုင်ဆိုင်ခြင်းထက်အသုံးချခြင်းကိုပိုသဘောကျတယ်ကျမရှာဖွေနေတဲ့ချမ်းသာမှုကကိုဖြစ်ချင်တာကိုဖြစ်ခွင့်ရှိဖို့နဲ့မလုပ်ချင်တာကိုဟင်းလို့လေညှင်းပန်နိုင်တဲ့လွတ်လပ်ခွင့်ပဲ financial freedom ပဲအဲ့ဒါကလည်းလွတ်မြောက်မှုတစ်မျိုးပဲအဲ့တော့ပြစ္ဆုတ်ပံမှာလွတ်မြောက်နေဖို့အတွက်ကြီးပွားရေးနောက်ကိုပဲတကောက်ကောက်လိုက်နေရင်းနဲ့ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုအနာဂတ်စီကိုပုံအပ်မထားအောင်အလုံးလုံးနေတဲ့အချိန်မှာလည်းဝါသနာပါလို့ပျော်ပျော်ကြီးလုပ်တယ်ရလက်ပေါ်မှာလည်းအရန်ကြီးလေတွေ့တာမနေဘူးအဲ့လိုမျိုးလက်လွတ်တက်တဲ့စိတ်ရှိနေတာကလည်းအလုံးလုံးနေရင်းနဲ့ဘဝလွတ်မြောက်ရေးကိုတပြိုင်တည်းသွားနေတာအဲ့တော့အမပြောချင်တာကအမကအောင်မြင်အောင်လဲစူးစမ်းမယ်ဒီထက်ချမ်းသာအောင်လဲရှာမယ်ဒါပေမဲ့အဲ့ဒီအရာတွေရဲ့တေးကြုံတော့အဖြစ်မခံဘူးသဘောပြောနားလည်လိုက်အဲ့ဒီအောင်မြင်မှုတွေကိုအသုံးချပြီးတော့ဘဝရဲ့စစ်မှန်တဲ့လွတ်မြောက်မှုကိုရှာဖွေနေတာတနေ့မှာဘာမှမရှိတော့ရင်တော့မှလေစိတ်အေးအေးလေးနဲ့ပြုံးပြုံးလေးနေနိုင်တဲ့အထိလွတ်မြောက်ချင်တာအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်အောင်မြင်မှုနဲ့လွတ်မြောက်မှုဆိုတာကတစ်ခုကိုရွေးရင်နောက်တစ်ခုကိုဆွန့်လွတ်ရမယ့်အရာမဟုတ်ဘူးအမအတွက်ကဒါတွေကလေလှေကရစ်တွေလိုမျိုးပဲလွတ်မြောက်ဖို့အတွက်အောင်မြင်မှုကတရားပဲလွတ်မြောက်မှုဆိုတာကရွေးချယ်ပိုင်ခွင့်သဘောပေါက်လားဘဝလွတ်မြောက်ရေးဆိုတာကိုတင်မရမယ်လို့တင်မရတဲ့အရာလို့အမမယူဆအောင်အခုလက်ရှိဘဝထဲမှာတင်စိတ်ရဲ့လွတ်လပ်မှုကိုရှာဖွေနေတာသူများခိုင်းလို့လုပ်ရတာမျိုးမဟုတ်ဘဲနဲ့ကိုယုံကြည်တဲ့အတိုင်းလုပ်ခွင့်ရှိတာကိုရဲ့ခံယူချက်ကိုရဲရဲဝံ့ဝံ့ထုတ်ဖော်နိုင်တာကလည်းတကယ်လွတ်မြောက်မှုပဲဆင်းရဲလို့အနေခံရတာမျိုးပတ်စံမရှိလို့မတရားတာကိုငုံခံနေရတာမျိုးကနေလွတ်မြောက်ဖို့ဆိုလို့ရှိရင်အောင်မြင်မှုနဲ့ကြီးပွားရေးကမရှိမဖြစ်လိုအပ်တယ်ဘဝလွတ်မြောက်မှုကိုရှာဖွေဖို့ဆိုလို့ရှိရင်လက်ရှိဘဝရဲ့တောကတွေရုန်းကန်ရမှုတွေကနေလွတ်မြောက်ဖို့လိုအပ်တယ်အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်အမကအောင်မြင်တဲ့လွတ်မြောက်သူဖြစ်အောင်လုပ်နေတာလော်ကီစီးစိမ်တွေထဲမှာပဲနစ်မနေပဲနဲ့အဲ့ဒီစီးစိမ်တွေကိုအလှေတစင်းလို့အသုံးချပြီးတော့ဘဝရဲ့ဟိုဘက်ကတကယ်စိတ်ချမ်းသာမှုအေဂျင့်မှုနေရာကိုလှော်ပြီးတော့တွားနေတယ်လို့ပဲမြင်တယ်အဲ့တော့ဘယ်ရာကပန်းနိုင်လဲဆိုတော့လွတ်မြောက်မှုကိုပန်းနိုင်ထားပြီးတော့အောင်မြင်မှုကိုတော့အဲ့ဒီပန်းနိုင်ကိုတွားမဲ့လမ်းပြမြေပုံအဖြစ်အသုံးချနေတာအောင်မြင်မှုဆိုတာအချိန်တန်ရင်ပျောက်ကွယ်သွားမဲ့လေအခိုးအငွေ့တွေဆိုတာကိုသိတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုကိုအသုံးချပြီးတော့သူတစ်ပါးရဲ့မျက်ရည်ကိုတုပ်ပေးနိုင်ခဲ့မယ်ကိုယ်စိတ်ကိုလည်းကိုအေဂျင့်အောင်ထားနိုင်ခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒါကဘဝရဲ့တကယ်လွတ်မြောက်ရေးအစ်စ်ပဲ